အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာကတော့လန်ဆယ်ဒေတာကိုဒါသိမ့်ပိုက်ထားတဲ့ KIA လက်နက်ကိုင်အဖွဲ့တွေကိုဒါပြည်သူတွေကနေပြီးတော့ဒီဆန့်ကျင်ဆန္ဒပြခဲ့ကြတာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့အမြင်တချို့ကိုအမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ KIA လက်နက်ကိုင်အဖွဲ့အနေနဲ့နိုင်ငံရေးအကြက်တွေကိုဒါအကြောင်းပြပြီးတော့ဒီတခြားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ဒါ PDF နဲ့ပူးပေါင်းပြီးတော့ဒီကချင်အထူးဒေသတွေဖြစ်တဲ့ဒီဆော့လော်ချီဖွေဆွန်ဘရာဘွန်ဒါအင်ဂျင်ယန်နဲ့ဒါစတုံးဒါဆက်သဖြင့်ဆိုအဲ့ဒီနေမြေဒေသတွေအပြင်ဒီပန်ဝါနဲ့ဒီကံပိုက်တီဒါနေဆက်ကုန်သွယ်စခန်းတွေကိုဒါအင်အားအလုံးအင်းနဲ့ဒါကျွတ်တက်ခိုက်ခဲ့တာကိုလည်းဒါတွေ့ခဲ့ရတယ်ပေါ့လေဆိုတော့အဲ့လိုမျိုးဒါတိုက်ခိုက်ခံခဲ့ရတဲ့မျိုးတွေကိုကြည့်ရင်လည်းဒါကချင်လူမျိုးဒါ12မျိုးတွေကဒါဂျင်းဖိုးကလွှဲရင်ဒါတခြားကချင်လူမျိုးဒါလူမျိုးစုတွေနေကြတဲ့နေရာပဲဖြစ်ပါတယ်ဆိုဥပမာနဲ့ပြောရမှာဆိုလို့ရှိရင်ဒါကချင်အထူးဒေသတစ်ဖြစ်တဲ့ဒီပန်ဝါဒေသကိုဒါပြောချင်တာပဲဖြစ်ပါတယ်တကယ်တော့ဒီကချင်အထူးဒေသတစ်ဖြစ်တဲ့ဒီပန်ဝါကိုဒီ1994ခုနှစ်မှာဒီဦးစားခွန်တည်ရင်ဦးဆောင်တဲ့ဒီကချင်ဒီမိုကရေစီတက်မတော်ဒါ NDAK ဒါပြည်သူ့စစ်ကဒါထင်းချုပ်ခဲ့ပြီးတော့ဒီကချင်လူမျိုးဒါလူနည်းစုတွေအတွက်ဒါဒေသဖွံ့ဖြိုးရေးဒါဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီပန်ဝါဒေသကဒါကချင်ပြည်နယ်ဒါမြကြီးနားခရိုင်ဒါချီပွေမြို့နယ်မှာပါဝင်တဲ့ဒါနေဆက်မြို့လေးဖြစ်ပြီးတော့ဒါမြကြီးနားနဲ့ဆိုလို့ရှိရင်ဒါ121မိုင်ဒါချီဖွေမြို့နဲ့ဆိုလို့ရှိရင်တော့ဒါ38မိုင်ခန့်ဒါကွာဝေးတာဖြစ်ပါတယ်ဆိုတော့ဒါအပြင်ဒါလော်လာချိတ်ဒါငေါ့ချန်နဲ့ဒါလီစုစတဲ့ဒီကချင်လူမျိုးဒါလူနည်းစုတွေနေကြတဲ့ဒါဒေသဖြစ်ပါတယ်အဲ့ဒီပြင်ဒါကချင်အထူးဒေသတည်ရဲ့ဒါထူးခြားချက်ကဒါမြေရှားတပ်တုခတ်တာပဲဖြစ်ပါတယ်ဒီလက်ရှိအချိန်မှာဒီနိုင်ငံကြီးတွေပေါ့လေဒါအပြိုင်ဆိုင်ဒါလိုချင်နေကြတယ်ဒါမြေရှားတပ်တုကြောင့်ဒါဒီခေတ်သစ်နိုင်ငံရေးကိုဒါမြေရှားနိုင်ငံရေးလို့ဒါခေါ်ရလောက်အောင်ဒါမြေရှားမှာဒါယရနာတစ်ပါးဒါဖြစ်လာနေရတာလည်းဖြစ်ပါတယ်ဆိုတော့အဲ့ဒါကြောင့်ပဲဒီ KIA ကဒါသူတို့ရဲ့အကျိုးစီးပွားအတွက်ဒါမြေရှားတပ်တုထွက်တယ်ဒါကချင်အထူးဒေသတစ်ကိုဒါကျွတ်တိုက်ခိုက်ခဲ့တာလို့ဒါပြောရင်လည်းဒါမမှားဘူးပေါ့လေဆိုတော့အဲ့ဒီမျိုးကိုဒါသိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းမှာလည်းဒါ KIA ထောက်ခံသူတချို့နဲ့ NUG ထောက်ခံသူတချို့ကဒါသူတို့ရဲ့ဒါဒီလူမှုကွန်ရက်ဒါ Facebook စာမျက်နှာထက်မှာဒီပန်ဝါမျိုးကိုရပြီဖြစ်တဲ့အတွက်ဒီငွေရှာနိုင်တော့မယ်ဆိုတဲ့အကြောင်းကိုဒါ post တွေဒါတင်ခဲ့ကြသေးတာကိုလည်းဒါတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီပြောချင်တာကဒီနိုင်ငံရေးအကြက်တဲကိုဒါအကြောင်းပြပြီးတော့ဒီကချင်လူမျိုးစုတွေနေတဲ့ဒေသကိုဒါဂျင်းဖိုးနဲ့ဒါစစ်ဝါဒီလက်ကင်ထားတဲ့ဒါ KIA လက်နက်ကင်အဖွဲ့ကဒီတခြားလက်နက်ကင်တွေနဲ့ဒါပူးပေါင်းပြီးတော့ဒါသူတို့ရဲ့အကျိုးစီးပွားအတွက်ဒါသူတို့နဲ့မသက်ဆိုင်တဲ့နယ်မြေတွေကိုဒါကျွတ်တိုက်ခိုက်ဖျက်ဆီးခဲ့ကြတာပဲဖြစ်ပါတယ်ဆိုအဲ့ဒါတွေကြောင့်ပဲဒီခေါင်လန်ဖူးမျိုးနဲ့ဒါပူတာဟိုမျိုးတို့မှာဒါ KIA ကိုဒါမလိုလားကြောင်းကိုဒါပြည်သူလူထုကနေပြီးတော့ဒါဆန္ဒဖော်ထုတ်ခဲ့ရတာဖြစ်ပါတယ်ဆိုတော့ဒါအပြင်ဒါနေမြေကျွတ်တိုက်ခိုက်ခံရတဲ့ဒါမျိုးတွေကိုလည်းဒါဒေသခံတွေစီဒါပြန်ပေးပြီးတော့ဒီဆောက်ခွာဖို့အတွက်ကိုလည်းဒါဆန္ဒဖော်ထုတ်ခဲ့ရတာဖြစ်ပါတယ်ဆိုတော့ဒီပြောချင်တာကဒီလိုမျိုးဒါဆန္ဒဖော်ထုတ်နေရတာကဒါ KIA လက်နက်ကင်အဖွဲ့ရဲ့လောက်ရဟာဒါဖက်ဒရယ်ရေးချုံထားတဲ့ဒါစီးပွားရေးအရာဒါနေမြေချစ်ထွန်တဲ့လောက်ရတာဖြစ်နေပြီးတော့ဒါပြည်သူအကျိုးစီးပွားအတွက်မဟုတ်ဘူးဆိုတာကိုဒါပြည်သူတွေနားလည်သဘောပေါက်လာတာကြောင့်ဖြစ်တယ်လို့ဒါကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်